大家好，မင်္ဂလာပါဒီနေ့တရုတ်စာအခြေခံစကားပြောအလုံး90ပေါ့နော်အလုံး90အပိုင်း3ရောက်ပါပြီတူတူကြည့်ရအောင်တရားတဲ့我起床了ကျွန်တော်အိပ်ရာထားပြီ我起床了ကျွန်တော်အိပ်ရာထားပြီ我起床了ကျွန်တော်အိပ်ရာထားပြီနံပါတ်102က我去洗澡ကျွန်တော်ရေသွားချိုးမယ်我去洗澡ကျွန်တော်ရေသွားချိုးမယ်我去洗澡ကျွန်တော်ရေသွားချိုးမယ်103က我在刷牙ကျွန်တော်သွားတိုက်နေတယ်我在刷牙ကျွန်တော်သွားတိုက်နေတယ်我在刷牙ကျွန်တော်သွားတိုက်နေတယ်နံပါတ်104က我饿了ကျွန်တော်ပိုက်စားပြီ我饿了ကျွန်တော်ပိုက်စားပြီ我饿了ကျွန်တော်ပိုက်စားပြီ你吃了吗ခမညာစားပြီးပြီလား你吃了吗ခမညာစားပြီးပြီလား你吃了吗ခမညာစားပြီးပြီလားနံပါတ်106က我在吃饭ကျွန်တော်ထမင်းစားနေတယ်我在吃饭ကျွန်တော်ထမင်းစားနေတယ်我在吃饭ကျွန်တော်ထမင်းစားနေတယ်我要去上班了ကျွန်တော်အလုပ်သွားတော့မယ်我要去上班了ကျွန်တော်အလုပ်သွားတော့မယ်我要去上班了ကျွန်တော်အလုပ်သွားတော့မယ်နံပါတ်108က我今天很忙ကျွန်တော်ဒီနေ့အလုပ်အရမ်းများတယ်我今天很忙ကျွန်တော်ဒီနေ့အလုပ်အရမ်းများတယ်我今天很忙ကျွန်တော်ဒီနေ့အလုပ်အရမ်းများတယ်နံပါတ်109က你在做什么ခမညာအခုဘာလုပ်နေတယ်လဲ你在做什么ခမညာအခုဘာလုပ်နေတယ်လဲ你在做什么ခမညာအခုဘာလုပ်နေတယ်လဲနံပါတ်110က我在学习中文ကျွန်တော်တရုတ်စာလေ့လာနေတာ我在学习中文ကျွန်တော်တရုတ်စာလေ့လာနေတာ我在学习中文ကျွန်တော်တရုတ်စာလေ့လာနေတာ111က我很开心ကျွန်တော်အရမ်းပျော်တယ်我很开心ကျွန်တော်အရမ်းပျော်တယ်我很开心ကျွန်တော်အရမ်းပျော်တယ်112က我很难过ကျွန်တော်အရမ်းဝမ်းနည်းတယ်我很难过ကျွန်တော်အရမ်းဝမ်းနည်းတယ်我很难过ကျွန်တော်အရမ်းဝမ်းနည်းတယ်113က我很生气ကျွန်တော်အရမ်းစိတ်ဆိုးတယ်我很生气ကျွန်တော်အရမ်းစိတ်ဆိုးတယ်我很生气ကျွန်တော်အရမ်းစိတ်ဆိုးတယ်114က我很累ကျွန်တော်အရမ်းပင်ပန်းတယ်我很累ကျွန်တော်အရမ်းပင်ပန်းတယ်我很累ကျွန်တော်အရမ်းပင်ပန်းတယ်我害怕ကျွန်တော်ကြောက်တယ်我害怕ကျွန်တော်ကြောက်တယ်我害怕ကျွန်တော်ကြောက်တယ်我很兴奋ကျွန်တော်အရမ်းစိတ်လှုပ်ရှားနေတယ်我很兴奋
ကျွန်တော်အရန်စိတ်လှုပ်ရှားနေတယ်我很兴奋ကျွန်တော်အရန်စိတ်လှုပ်ရှားနေတယ်我想休息一下ကျွန်တော်ခဏအနားယူချင်တယ်我想休息一下ကျွန်တော်ခဏအနားယူချင်တယ်我想休息一下ကျွန်တော်ခဏအနားယူချင်တယ်别担心စိတ်မပူပါနဲ့别担心စိတ်မပူပါနဲ့别担心စိတ်မပူပါနဲ့119က我生病了ကျွန်တော်ဖျားနေပြီ我生病了ကျွန်တော်ဖျားနေပြီ我生病了ကျွန်တော်ဖျားနေပြီ120က祝你早日康复အမြန်နေကောင်းပါစေလို့ဆုတောင်းပေးပါတယ်祝你早日康复အမြန်နေကောင်းပါစေလို့ဆုတောင်းပေးပါတယ်祝你早日康复အမြန်နေကောင်းပါစေလို့ဆုတောင်းပေးပါတယ်121က这是什么ဒါကပါလေ这是什么ဒါကပါလေ这是什么ဒါကပါလေ122က你是谁ခမညာဘယ်သူလဲ你是谁ခမညာဘယ်သူလဲ你是谁ခမညာဘယ်သူလဲ123က你住在哪里ခမညာဘယ်မှာနေတယ်လဲ你住在哪里ခမညာဘယ်မှာနေတယ်လဲ你住在哪里ခမညာဘယ်မှာနေတယ်လဲ124က这个怎么用ဒီဟာဘယ်လိုသုံးရမှာလဲ这个怎么用ဒီဟာဘယ်လိုသုံးရမှာလဲ这个怎么用ဒီဟာဘယ်လိုသုံးရမှာလဲ125က你喜欢什么ခမညာပါကြိုက်တယ်လဲ你喜欢什么ခမညာပါကြိုက်တယ်လဲ你喜欢什么ခမညာပါကြိုက်တယ်လဲ126က你几点睡觉ခမညာဘယ်နှစ်နာရီအိပ်တယ်လဲ你几点睡觉ခမညာဘယ်နှစ်နာရီအိပ်တယ်လဲ你几点睡觉ခမညာဘယ်နှစ်နာရီအိပ်တယ်လဲ129က我可以坐这里吗ကျွန်တော်ဒီမှာထိုင်လို့ရမလား我可以坐这里吗ကျွန်တော်ဒီမှာထိုင်လို့ရမလား我可以坐这里吗ကျွန်တော်ဒီမှာထိုင်လို့ရမလား128က你能帮我吗ခမညာကျွန်တော်ကိုကူညီပေးနိုင်မလား你能帮我吗ခမညာကျွန်တော်ကိုကူညီပေးနိုင်မလား你能帮我吗ခမညာကျွန်တော်ကိုကူညီပေးနိုင်မလား129က这个多少钱ဒါကဘယ်လောက်လဲ这个多少钱ဒါကဘယ်လောက်လဲ这个多少钱ဒါကဘယ်လောက်လဲ130你会说中文吗ခမညာတရုတ်စကားပြောတတ်လား你会说中文吗ခမညာတရုတ်စကားပြောတတ်လား你会说中文吗ခမညာတရုတ်စကားပြောတတ်လား131က经常在哪里လေစိတ်ဘယ်မှာလဲ经常在哪
里？你在干嘛嘞？经常在哪里？你在干嘛嘞？134个我想买车票，ကျွန်တော်ကားလက်မှတ်ဝယ်ချင်တယ်。我想买车票，ကျွန်တော်ကားလက်မှတ်ဝယ်ချင်တယ်။我想买车票，ကျွန်တော်ကားလက်မှတ်ဝယ်ချင်တယ်။133这个巴士去哪里？ဒီဘတ်စ်ကားဘယ်ကိုသွားတာလဲ။这个巴士去哪里？ဒီဘတ်စ်ကားဘယ်ကိုသွားတာလဲ။这个巴士去哪里？ဒီဘတ်စ်ကားဘယ်ကိုသွားတာလဲ134က你可以带我去这个地方吗？ခင်ဗျားကျွန်တော်ကိုဒီနေရာခေါ်သွားပေးနိုင်မလား။你可以带我去这个地方吗？ခင်ဗျားကျွန်တော်ကိုဒီနေရာခေါ်သွားပေးနိုင်မလား135我要去火车站ကျွန်တော်မီးရထားဘူတာသွားမလို့我要去火车站ကျွန်တော်မီးရထားဘူတာသွားမလို့我要去火车站ကျွန်တော်မီးရထားဘူတာသွားမလို့136က帮帮我ကျွန်တော်ကိုကူညီကြပါကျွန်တော်ကိုကူညီပါ帮帮我ကျွန်တော်ကိုကူညီကြပါ帮帮我ကျွန်တော်ကိုကူညီကြပါ139က我迷路了ကျွန်တော်လမ်းပြောင်းနေပြီ我迷路了ကျွန်တော်လမ်းပြောင်းနေပြီ我迷路了ကျွန်တော်လမ်းပြောင်းနေပြီ138က请拨打警察电话ကျေးဇူးပြု၍ရဲကိုဖုန်းခေါ်ပေးပါ请拨打警察电话ကျေးဇူးပြု၍ရဲကိုဖုန်းခေါ်ပါ请拨打警察电话ကျေးဇူးပြု၍ရဲကိုဖုန်းခေါ်ပါ139我的钱包丢了ကျွန်တော်ပတ်စံအိတ်ပျောက်သွားပြီ我的钱包丢了ကျွန်တော်ပတ်စံအိတ်ပျောက်သွားပြီ我的钱包丢了ကျွန်တော်ပတ်စံအိတ်ပျောက်သွားပြီ140这里危险吗ဒီမှာအန္တရာယ်ရှိလား这里危险吗ဒီမှာအန္တရာယ်ရှိလား这里危险吗ဒီမှာအန္တရာယ်ရှိလား141我想买这个ကျွန်တော်ဒီဟာကိုဝယ်ချင်တယ်我想买这个ကျွန်တော်ဒီဟာကိုဝယ်ချင်တယ်我想买这个ကျွန်တော်ဒီဟာကိုဝယ်ချင်တယ်142多少钱ဘယ်လောက်လဲ多少钱ဘယ်လောက်လဲ多少钱ဘယ်လောက်လဲ143这个太贵了ဒီဟာအရန်ဈေးကြီးတယ်这个太贵了ဒီဟာအရန်ဈေးကြီးတယ်这个太贵了ဒီဟာအရန်ဈေးကြီးတယ်144便宜一点可以吗နည်းနည်းလျှော့ပေးလို့ရမလား便宜一点可以吗နည်းနည်းလျှော့ပေးလို့ရမလား便宜一点可以吗နည်းနည်းလျှော့ပေးလို့ရမလား145
你有别的吗？တခြားဟာရှိလား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 146这是什么材料大家ဘာပစ္စည်းလဲ这是什么材料大家ဘာပစ္စည်းလဲ这是什么材料大家ဘာပစ္စည်းလဲ149我想试试ကျွန်တော်စမ်းကြည့်ချင်တယ်我想试试ကျွန်တော်စမ်းကြည့်ချင်တယ်我想试试ကျွန်တော်စမ်းကြည့်ချင်တယ်148你收信用卡吗ခင်ဗျာ credit card လက်ခံလား你收信用卡吗ခင်ဗျာ credit card လက်ခံလား你收信用卡吗ခင်ဗျာ credit card လက်ခံလား149我可以退货吗ကျွန်တော်ဒါကိုပြန်အပ်လို့ရမလား我可以退货吗ကျွန်တော်ဒါကိုပြန်အပ်လို့ရမလား我可以退货吗ကျွန်တော်ဒါကိုပြန်အပ်လို့ရမလား150这是你的找零ဒါကခမရဲ့ပြန်အပ်ငွေပါ这是你的找零ဒါကခမရဲ့ပြန်အပ်ငွေပါ这是你的找零ဒါကခမရဲ့ပြန်အပ်ငွေပါဒီဗီဒီယိုကမိတ်ဆွေအတွက်တစုံတရာအကျိုးရှိပဲလို့မျှော်လင့်ပါတယ်အကျိုးရှိတယ်ဆိုလို့ရှိရင်လည်း subscribe လေးနှိပ်ခဲ့ပေးပါဦးနော်谢谢大家再见